ini semoga dia nani jare piana nengka tegara kemamnya ni dewa kabaloga masih jare tadwa alo kosei lepsha jamba jabazi chanda jabazi bibang jambang kinyi jabazi alo medari poda piro sininya mingla dok dan Tiawe Sadin Jaya Om. Ayaku Mingla Dok Dan Titanaro Hoja Tinja Bigera Chiku Soye Mingla Dia Liba Bige Babi Jene Ngagumya Mingla Pshide Bo Pisa Kada Ponyada Mingla Ajango Jene Yobya Bima Pshabari Paliga Pau Pisa Kada Ponyada Erima Bau Pi Sura Pada Bianye Atik Pawabong Yaswaku Sulu Jim Shibari Now Kada Ponyada Erima Bonya Sura Kutu Kau Hu Sulu Jim Shibari Bonya Kau Mu Sura Jinjo Choleki Dana Kau Mu Tila Kau Mu Pavana Kau Mu Sobido Tomba Shibari Ero Ate Pawabong Yaswaga Dana Kau Muri Tila Kau Muri Pavana Kau Muri Shi Jingo Be Pau Pisa Kada Ponyada Lu Sulu Jim Shibari Eri Lu Ate Pawabong Yaswaga Dana Kau Mu Shi Ni Jindi Bile Mingala Pshide Hoda Pia Mesu Bari Lurai Ma Pau Pisa Kada Ponyada Oh, Ate Pawadiga Pulo Kere Kau Mu Kani Shi Nibu Yeji Lavare Ludiao Jiwa Dude Puya and Dwe Ate Donga Pulo Kere Kau Mu Kani Ha Atika Ye Jizo Shibari Piso Bambawama Joza Atomu Kau Ye Jiwa Dode Atinya Binyashi Dode Da Mando Lebe Atika a John Tiarine Makilo Dali Jiwa Dode Auminjada Shibari Yakub Yiso Bambawama Pisi Osa Jwewa Chanda Nijin Ha Bope Sa Kadaponyada She Pawariga Kau Muri Shikedu Shibari Yakubama Pinya Dada Now Yoye Sin Labara Now a tree yan a then be a nine wine bomiara Now Yadu Tanandarari do dead da halebe a date candy Kudo candy Shikedu Shibari Rapamono TV de Gadara Same where you go she so Omigabari Era TV de Gadra Samwe Omi Muya do it. Never did can Yiji Bari, never need Nyale Komu Luabari, never though Wiria Leve Komu Luabari. Era the TV de Gadra Ma, the Cho Nyan Kone, Wiria Kondo Leve Cam Makonglu, the Cho. The bow, the chute, Nabo, the chute, Nabo, Wenere, and now you go at a Pokuri, Yaji Shibari. The Dibiga Sami were Jemare Tema. She reject the coup. Pavare, Eddie, you reject her. Bone do, can do, she do Bogumia, for 2 years, so that she reject the coup. Bashibari. Bondu can do so that the Kupiore, Bope Sa, Kataponyada, She, Pawari Ronga,
ဒီပညာပါရမီတွေဘလောက်ကုသိုလ်တွေဖြည့်ဆည်းခဲ့တယ်ဆိုတာကိုဒါဖော်ထုတ်ခြင်းလည်းပဲဖြစ်ပါတယ်။အဲကြောင့်ဒီပိဋကစာမေးပွဲအောင်ဖို့ဆိုတာအတိတ်ဘဝတွေတုန်းကကုသိုလ်ကောင်းမှုတွေများစွာရှိခဲ့မှလည်းပဲအောင်မြင်နိုင်တဲ့စာမေးပွဲကြီးတစ်ခုဖြစ်ပါတယ်။အဲ့တော့ယခုဘဝတွေမှာတချို့ဆင်းရဲကြတယ်ဉာဏ်ပညာဉာဏ်ဖြင့်ကြတယ်အယုတ်ဆိုးရတယ်အဲ့ဒီလက္ခဏာတွေဟာပုပ္ပေစကတပုံညတာရှေးရှေးကကုသိုလ်ကောင်းမှုတွေနေခြင်းရဲ့လက္ခဏာတွေဖြစ်ပါတယ်အဲ့တော့အစစအရာရာပြည့်စုံနေတဲ့ပုဂ္ဂိုလ်များဟာလည်းပဲပုပ္ပေစကတပုံညတာရှေးရှေးကောင်းမှုရှိတယ်ဆိုတာမပြောဘဲနဲ့သိနိုင်ကြပါတယ်အဲ့တော့ပုပ္ပေစကတပုံညတာရှေးရှေးဘဝတွေတုန်းကကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်များဟာလောကစည်းစိမ်တွေပြည့်စုံသလိုနောက်တကယ်ငြိမ်းချမ်းမှုအစစ်မှန်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာအထိရရှိနိုင်ပါတယ်အဲ့တော့ယနေ့ဗုဒ္ဓဘုရားရှင်ဘုရားဖြစ်လာတယ်ဘုရားဖြစ်လာတယ်ဆိုတာအကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူးရှေးဘဝတွေကကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့လို့ဘုရားဖြစ်လာတာဖြစ်ပါတယ်ဘုရားဖြစ်ဖို့ရန်အတွက်ဒါနပါရမီသီလပါရမီစတဲ့ပါရမီ7ပါးကုသိုလ်တရားတွေကိုမြောက်များစွာပြုလုပ်ပြီးမှအဲ့ဒီကုသိုလ်ကောင်းမှုတွေကံရဲ့အစွမ်းတတ္တိကြောင့်ဘုရားဆိုတာဖြစ်လာရတာပါနောက်ပစ္စေကဗုဒ္ဓအရှင်မြတ်ဒီလောကမှာဖြစ်ထွန်းပေါ်ပေါက်လာတယ်ပစ္စေကဗုဒ္ဓဖြစ်တယ်ဆိုတာလည်းပဲအတိတ်ဘဝပေါင်းများစွာကနှစ်သိန်းချင်းနဲ့ကဘာတသိန်းတိုင်တိုင်ပါရမီကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့လို့ပစ္စေကဗုဒ္ဓဖြစ်လာခြင်းဖြစ်ပါတယ်ဘုရားရှင်ရဲ့တပည့်အကြီးဆုံးတွေဖြစ်တဲ့အရှင်သာရိပုတ္တရာတို့အရှင်မောက္ကလန်တို့လည်းပဲတသိန်းချင်းနဲ့ကဘာတသိန်းတိုင်တိုင်ပါရမီကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့လို့ဒါလင်ဧကသာဝကဆိုပြီးတော့ဖြစ်လာကြတာဖြစ်ပါတယ်နောက်အခြားဘုရားရှင်ရဲ့သာဝကကြီးတွေလည်းပဲအတိတ်ဘဝတွေတုန်းကကုသိုလ်ကောင်းမှုတွေများစွာပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီလိုကုသိုလ်ကောင်းမှုတွေများစွာပြုလုပ်ခဲ့လို့ဒါလျင်ဘုရားရှင်ရဲ့မဟာသာဝကကြီးတွေဖြစ်လာကြတာဖြစ်ပါတယ်ဘုရားရှင်လက်ထက်တုန်းကဘုရားရှင်ရဲ့တရားတော်လေးဂါထာလေးတစ်ပုဒ်နာရယုံနဲ့ယဟန္တာဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေရှိခဲ့ကြပါတယ်အဲ့ဒီလိုတရားတူတူလေးနာရယုံနဲ့ယဟန္တာဖြစ်တယ်ဆိုတာလည်းပဲအတိတ်ဘဝတွေတုန်းကကုသိုလ်ကောင်းမှုတွေများစွာရှိခဲ့ကြလို့ဖြစ်ပါတယ်အဲ့တော့ဘုရားရှင်လက်ထက်ကဖြစ်ခဲ့တဲ့မဟာကပ္ပိနာဆိုတဲ့ရှင်ဘုရင်အကြောင်းလေးကိုအနည်းငယ်ပြောပြချင်ပါတယ်ဘုရားရှင်လက်ထက်ကမဟာကပ္ပိနာဆိုတဲ့မထေရတစ်ပါးရှိခဲ့ပူပါတယ်အဲ့ဒီမဟာကပ္ပိနာမထေရဟာလွန်ခဲ့သောကဘာတသိန်းလုံးကပတုမုတ္တရာဘုရားရှင်လက်ထက်မှာကုသိုလ်ကောင်းမှုတွေများစွာပြုလုပ်ခဲ့ပါတယ်ပတုမုတ္တရာဘုရားရှင်လက်ထက်မှာကုသိုလ်ကောင်းမှုတွေပြုပြီးတော့နောက်ကောင်းတဲ့ဘုံဘဝဘုံဌာနတွေပဲရောက်ခဲ့ရပါတယ်အဲ့လိုရောက်ပြီးတော့တန်တရာကျင်လေရင်းနဲ့တခါမှာတော့ပါရာဏသီမြို့ရဲ့အနီးရွာကြီးတစ်ရွာမှာလူလာဖြစ်ပါတယ်ပါရာဏသီမြို့ရဲ့အနီးမှာရက်ကန်းတဲ့ရွာကြီးရှိပါတယ်အဲ့ဒီရက်ကန်းတဲ့ရွာကြီးမှာရက်ကန်းတဲ့အကြီးအကဲတယောက်ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကဖျားပွင့်တဲ့အချိန်မဟုတ်တော့ပစ္စေကဗုဒ္ဓအရှင်မြတ်တွေပွင့်ထွန်းတဲ့အချိန်ဖြစ်ပါတယ်
ပိစိကဗုဒ္ဓ1000ရှိခဲ့ပါတယ်ပိစိကဗုဒ္ဓ1000ဟာနွေရာသီဆောင်းရာသီတို့မှာဟိမဝန္တာတောထဲမှာတရင်သုံးနေထိုင်ကြပြီးတော့မိုးကာလမှာတော့ရွာတွေဇနပုတ်တွေမြို့တွေမှာတရင်သုံးနေထိုင်ကြပါတယ်ဒီနေ့မှာတော့ပိစိကဗုဒ္ဓအရှင်မြတ်ဒီဟာပါရဏသီမြို့ရဲ့အနီးရကန်းတဲ့ရွာကြီးနာကိုကြွရောက်လာခဲ့ကြပါတယ်အဲ့ဒီချိန်မှာရကန်းတဲ့အကြီးဆုံးရဲ့ဇနီးမယားဟာပိစိကဗုဒ္ဓအရှင်မြတ်ဒီကိုတွေ့တော့ကြည်ညိုတာနဲ့စွန်စားပင့်ဖိတ်ခဲ့ပါတယ်အဲ့ဒီရကန်းတဲ့ရွာကြီးမှာလည်းပဲအင်ဂျီ1000ရှိပါတယ်အဲ့ဒီအင်ဂျီ1000မှာရှိကြတဲ့လူများဟာပိစိကဗုဒ္ဓ1000ကိုတပါးတပါးစီတာဝန်ယူပြီးတော့စွမ်းဘောဇဉ်တွေစက္ကပ်လှူဒန်းခဲ့ကြပါတယ်စွမ်းဘောဇဉ်တွေစက္ကပ်ပြီးတဲ့အခါမှာပိစိကဗုဒ္ဓ1000ကိုအဲ့ဒီရွာသူရွာသားတွေကဝါတွင်း3လပတ်လုံးနေထိုင်မှုတရင်သုံးမှုရန်အတွက်အားလုံးပင့်ဖိတ်ကြပါတယ်ပိစိကဗုဒ္ဓအရှင်မြတ်တွေကလည်းပဲသူတို့တရားတရားကိုလက်ခံပြီးတော့ဝါတွင်း3လပတ်လုံးတရင်သုံးနေထိုင်ခဲ့ပါတယ်ရွာသူရွာသား1000တို့ဟာပိစိကဗုဒ္ဓအရှင်မြတ်ဒီဝါတွင်းတရင်သုံးမှုရန်အတွက်သူတို့တတ်နိုင်တဲ့သစ်တွေဝါလေးတွေခုတ်ပြီးတော့သိရွက်မှုကျောင်းတွေကိုစောက်လုပ်လှူဒန်းခဲ့ကြပါတယ်ပိစိကဗုဒ္ဓအရှင်မြတ်ဒီဝါတွန်း3လပတ်လုံးတရင်သုံးပြီးတော့ဝါကျွတ်တဲ့အခါမှာလည်းပဲအားလုံးရွာသူရွာသားတွေစုပေါင်းပြီးတော့သင်္ကန်းများကိုလည်းပဲစက္ကပ်လှူဒန်းခဲ့ကြပါတယ်အဲ့ဒီအင်ဂျီ1000သောရကန်းတဲ့ရွာသူရွာသားများဟာအဲ့ဒီဘဝမှာကုသိုလ်ကောင်းမှုတွေများစွာပြုပြီးတော့သေဆုံးသွားတဲ့အခါမှာတာဝရိန္ဒာနတ်ပြည်မှာအလုံးဖြစ်ကုန်ပါတယ်တာဝရိန္ဒာနတ်ပြည်မှာနတ်စည်းစိမ်တွေကိုခံစားဆန်စားပြီးတော့လောကမှာကတ္တပဘုရားရှင်ပွင့်ထွန်းလာခဲ့ပါတယ်ကတ္တပဘုရားရှင်လက်ထက်မှာတော့အဲ့ဒီရကန်းတဲ့ရွာသူရွာသားကဖြစ်ခဲ့တဲ့နတ်သားတွေအလုံးဟာလူပြည်မှာလူလာဖြစ်ကြပါတယ်ပါရဏသီမြို့မှာတထေးတကြွယ်တွေအလုံးဖြစ်လာခဲ့ကြပါတယ်အဲ့တော့အလုံးသောတကြွယ်အမျိုးသား1000ကျော်တို့ဟာဒီနေ့မှာကတ္တပဘုရားရှင်တရင်သုံးတဲ့ကျောင်းတော်ကိုတရားနာဖို့ရန်လာခဲ့ကြပါတယ်ကျောင်းတော်ကိုတရားနာသွားကြရင်းနဲ့ကျောင်းအလယ်ရောက်တဲ့အခါမှာရုတ်တရက်မိုးကြီးရွာချလာခဲ့ပါတယ်တရားနာလာကြတာလည်းပဲသူတို့တွေမကအခြားပရိသတ်တွေလည်းပဲများစွာရှိကြပါတယ်အဲ့တော့ရုတ်တရက်မိုးရွာချတဲ့အချိန်မှာအတိအကျွမ်းရဟန်းတော်အတိအကျွမ်းသာမဏေရှိတဲ့တရားဓမ္မတွေကတော့ကျောင်းထဲမှာမိုးခိုဖို့ရန်အတွက်ဝင်ကုန်ကြပါတယ်ယခုသူကြွယ်တွေကတော့အတိအကျွမ်းမရှိတော့ကျောင်းထဲကိုမဝင်ရဲပဲနဲ့အားလုံးမိုးထဲမှာပဲမိုးဆိုတံခံခဲ့ရပါတယ်အဲ့တော့သူတို့စဉ်းစားတယ်တို့အတိအကျွမ်းကိုရင်ဦးစင်းမိတ်ဆွေမရှိတဲ့အတွက်ကြောင့်အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်မရှိတဲ့အတွက်ကြောင့်ယခုလိုမိုးဆိုရတာအကယ်၍မြန်အတိကျွမ်းရှိခဲ့မယ်ဆိုရင်ဒီလိုအဖြစ်ဆုံးနဲ့ကြုံရမှာမဟုတ်ဘူးဒါကြောင့်တို့လည်းပဲကျောင်းဆောက်ကြမယ်ဆိုပြီးတော့ကျွတ်တကြွယ်1000ဟာကျောင်းဆောက်ဖို့ရန်တိုင်ပင်ကြပါတယ်သူကြွယ်1000ဟာစုပေါင်းပြီးတော့ကျောင်းဆောက်လုပ်ခဲ့ပါတယ်အဲ့ဒီမှာအကြီးအကဲဖြစ်တဲ့ပုဂ္ဂိုလ်က1000ထဲ့ဝင်လှူဒန်းပါတယ်အခြားသူကြွယ်တွေကတော့တဦးကို900စီထဲ့ဝင်လှူဒန်းကြပါတယ်
အဲ့ဒီသူရွယ်ရဲ့ဇနီးမယားတွေကတော့တယောက်တယောက်ကို250စီထည့်ဝင်လှူဒန်းကြပါလေအဲ့တော့သူတို့စောက်တဲ့အကြောင်းကမြတ်စွာဘုရားတရင်သုံးမှုရန်အတွက်ကြီးကျယ်တဲ့ပရဝုံကျောင်းကြီးဖြစ်ပါတယ်ဒါကြောင့်သူတို့စုတဲ့ငွေကြေးဟာမလုံလောက်ပဲဖြစ်ခဲ့ပါတယ်တခါနောက်ထပ်အလှူငွေတွေကိုစုပြီးတော့ဗုဒ္ဓဘုရားတရင်သုံးမှုကျောင်းတော်ကြီးကိုခန်းခန်းနားနားနဲ့ပြည်စည်းအောင်ဆောက်လုပ်လှူဒန်းခဲ့ကြပါတယ်ကျောင်းကြီးပြီးတဲ့အခါမှာ9ရက်တိုင်တိုင်အကြီးအကျယ်အလှူဒါနတွေပြုပြီးတော့ယဟန်တော်ပေါင်း2000ကိုသင်္ကန်းများလှူဒန်းခဲ့ကြပါတယ်အဲ့တော့အလုံးသောသူကြွယ်များဟာအဲ့ဒီဘဝမှာအလှူဒါနတွေကုသိုလ်ကောင်းမှုတွေများစွာပြုလုပ်ပြီးတော့အလုံးသေဆုံးတဲ့အခါမှာနတ်ပြည်ကိုဖြစ်ခဲ့ကြပါတယ်အဲ့တော့နတ်ပြည်ကနေပြီးတော့ယခုဘုံဘုံတို့ဂေါတမမြတ်စွာဘုရားပွင့်လာခဲ့တဲ့အချိန်မှာတော့လူပြည်မှာတဖန်လာပြီးတော့ဖြစ်ခဲ့ကြပါတယ်အဲ့တော့ဒီဂေါတမဘုရားရှင်လက်ထက်မှာအကြီးအကဲဖြစ်တဲ့သူကြွယ်ကတော့ကုက္ကုတဝတီဆိုတဲ့မြို့မှာမင်းမျိုးမှာလာရောက်ဖြစ်ခဲ့ပါတယ်အချိန်တိုင်းပဲရောက်တဲ့အခါမှာရှင်ဘုရင်ဖြစ်လာခဲ့ပါတယ်သူ့ရဲ့နာမည်ကမဟာကပ္ပိနမင်းလို့ခေါ်ဆိုပါတယ်အခြားကုသိုလ်ကောင်းမှုအတူပြုလုပ်ခဲ့တဲ့999ယောက်သောလူတွေဟာလည်းပဲအမတ်မျိုးမှာလာပြီးတော့အားလုံးဖြစ်ကြပါတယ်မဟာကပ္ပိနရှင်ဘုရင်ဟာနေ့စဉ်နေ့တိုင်းထောက်လိုင်းရေးတွေစုံတောက်တွေစေလွတ်ပြီးတော့လောကမှာဖယားပွင့်မလားတရားတော်ပေါ်ပလားတန်ဃာတော်ပေါ်ပလားဆိုတဲ့သတင်းစကားကိုအမြဲတမ်းစုံစမ်းခိုင်းပါတယ်နေ့စဉ်နေ့တိုင်းဖယားတရားတန်ဃာပွင့်မပွင့်ဆိုတဲ့သတင်းစကားကိုစုံစမ်းရင်းနဲ့ဒီနေ့မှာတော့ဖယားပွင့်တယ်ဆိုတဲ့သတင်းကိုမဟာကပ္ပိနရှင်ဘုရင်ကြားသိခဲ့ရပါတယ်မဟာကပ္ပိနရှင်ဘုရင်ဟာဒီနေ့မှာတော့အမတ်1000ခြံရံပြီးတော့ဥယျာဉ်တော်တွေကိုထွက်လာခဲ့ပါတယ်ဥယျာဉ်တော်သွားရင်းနဲ့မြို့ထဲကိုဝင်လာတဲ့ကုန်သည်ပေါင်း900ကိုတွေ့မြင်ခဲ့ပါတယ်မဟာကပ္ပိနရှင်ဘုရင်ဟာအဲ့ဒီကုန်သည်900ကိုမေးမြန်းပါတယ်သင်တို့ဘယ်အရက်ကလာခဲ့သလဲသင်တို့စီမှာဘာသတင်းထူးတွေများရှိပါသလဲလို့မေးမြန်းခဲ့ပါတယ်ကုန်သည်900တို့ဟာလည်းပဲအရှင်မင်းကြီးအခြားထူးခြားချက်တော့မရှိပါဘူးကျွန်ုပ်တို့သာဝတိမြို့ကနေလာခဲ့ပါတယ်အဲ့တော့သာဝတိမြို့မှာတော့ဗုဒ္ဓယရနာဖယားပွင့်ပေါ်ပေါက်နေပါပြီဆိုတဲ့သတင်းစကားကိုပြောကြားကြပါတယ်ဖယားပွင့်ပြီဆိုတဲ့အတန်ကိုကြားလိုက်တဲ့အခါမှာမဟာကပ္ပိနရှင်ဘုရင်စိတ်ထဲမှာပီတိတွေတဖွာဖွာဖြစ်ပြီးတော့သတိမေ့တယ်လို့တောင်ဖြစ်သွားပါတယ်အဲ့တော့မဟာကပ္ပိနရှင်ဘုရင်ဟာဖယားပွင့်ပြီလို့သတင်းပေးတဲ့ကုန်သည်တွေကိုစုတော်မူတသိန်းစုချတော်မူပါတယ်တခါကုန်သည်တွေကဓမ္မောဥပ္ပန္နောလောကမှာတရားယရနာပေါ်ပေါက်လာပါပြီလို့ပြောတဲ့အချိန်မှာလည်းပဲဝမ်းသာလွန်းလို့မဟာကပ္ပိနရှင်ဘုရင်ဟာစုတော်မူတသိန်းနောက်ထပ်ချပြန်ပါတယ်
Hello. Mama. Now, the car Gonderiga, Tango, Obano, Logama, Banga Jana, Poboni Babi, the Glory Chima Lebe, Wanda Lulu, Surawi, the day, Chabia Mare. Magabina Shibiha, Payadia Danga, Jana Doma Bobobi, Lutrimbi, Gonderigo, Surawi, Don't they Suchabiro, a Madi, Diminga. Nando go, Mabiano Bene, Payashin, Train Done, Sheet, Tawiti, you, the Kare, Tralage Javare. Yaku Magabina Shibiha Uyingo Trala Yene, Janadoma the Tin, Jare Chima. သူ့ရဲ့မင်းစည်းစိမ်တွေကိုအာလုံးစွန့်လို့ပြီးတော့ယဟန်ပြုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တခါတည်းထွက်လာခြင်းဖြစ်ပါတယ်။နောက်ကအမတ်တွေကလည်းပဲရှင်ဘရင်နီးတူပဲတို့လည်းပဲယဟန်ဝတ်တော့မယ်ဆိုပြီးတော့အပီးအပိုင်ထွက်လာခဲ့ကြခြင်းဖြစ်ပါတယ်။တာဝိထီမြို့နဲ့ယခုမာကပိနနေတဲ့ကုပ္ပုတ္တဝတီမြို့ဆိုတာမိုင်ပေါင်း1000ကျော်လောက်ဝေးလာတဲ့ခရီးဖြစ်ပါတယ်မာကပိနရှင်ဘရင်အမှုပြုတဲ့လူပေါင်း1000ကျော်ထွက်လာတာကိုဗုဒ္ဓဘုရားကြိုတင်ပြီးတော့သိရှိခဲ့ပါတယ်သိရှိတော့ဗုဒ္ဓဘုရားဟာမာကပိနအမှုပြုတဲ့လူပေါင်း1000ကျော်ကိုကြိုဆိုဖို့ရန်ဘုရားတပါးတည်းတော်တဲ့ကိုထွက်လာခဲ့ပါတယ်ဗုဒ္ဓမြတ်စွာဟာမာကပိနကိုကြိုဆိုဖို့ရန်အတွက်စန္ဒဘာဂါလို့ခေါ်တဲ့မြစ်ရဲ့ကမ်းနားမှာပင်ညောင်ပင်ကြီးရဲ့အောက်မှာရောင်ကြီးတော်တွေလှုပ်ပြီးတော့တပါးတည်းတရင်သုံးထိုင်နေတော်မူခဲ့ပါတယ်မာကပိနရှင်ဘုရင်မှုပြုတဲ့လူပေါင်း1000ကျော်ဟာမြင်းနေစီးပြီးတော့ထွက်လာတာဖြစ်ပါတယ်မြင်းစီးထွက်လာရင်းနဲ့လမ်းမှာမြစ်တစ်ခုတွေ့ပါတယ်အပရစ္ဆာခေါ်တဲ့မြစ်ကြီးကိုတွေ့မြင်ရပါတယ်တွေ့မြင်ကြပါတယ်မာကပိနရှင်ဘုရင်မှုပြုတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီမြစ်ကြီးကိုကူးဖို့ရန်အတွက်လှေလည်းမရှိပါဘူးသင်္ဘောလည်းပဲမရှိပါဘူးသူတို့နောက်ဆုံးမှာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောစတဲ့ဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့မြစ်ကြီးကိုမြင်းနဲ့ဥလာခဲ့ပါတယ်မြစ်ကြီးဟာကြောက်ဖြာအသွင်ဖြစ်သွားခဲ့ပါတယ်အင်မတန်နစ်တဲ့မြစ်ကြီးကိုဖရာဂုဏ်တော်တွေအာယုံပြုပြီးတော့ဥလာခဲ့တာသူတို့ရှိတဲ့မြင်းတွေရဲ့ခွာလောက်ပဲရေဆိုတယ်လို့ပိဋကတ်တော်မှာဆိုထားပါတယ်တက္ကမာကပိနမှုပြုတဲ့လူပေါင်း1000ကျော်ဟာရှေ့ဆက်လာရင်းနဲ့လမ်းမှာနီလဝါဟိနီခေါ်တဲ့မြစ်ကြီးတစ်ခုတွေ့ကြပြန်ပါတယ်အဲ့ဒီနီလဝါဟိနီမြစ်ကိုလည်းပဲသွားခါတော်ဘဂဝတာဓမ္မောစတဲ့တရားဂုဏ်တော်တွေကိုအာယုံပြုပြီးတော့အာလုံးကူးလာခဲ့ကြပါတယ်အဲ့ဒီမှာလည်းပဲရေထဲမနစ်ဖက်နဲ့အောင်မြင်စွာနဲ့တစ်ဖက်ကန်းကိုကူးလာနိုင်ခဲ့ကြပါတယ်တခါမာကပိနမှုပြုတဲ့လူပေါင်း1000ကျော်ဟာခရီးထွက်လာရင်တခါနောက်ထပ်စန္ဒဘာဂါခေါ်တဲ့မြစ်ကြီးတစ်ခုကိုတွေ့ရပြန်ပါတယ်အဲ့ဒီမြစ်ကြီးကိုတော့သုပတိပန္နောဘဂဝါတောတာဝကတန်ကောစတဲ့တန်ခဂုဏ်တော်တွေကိုအာယုံပြုပြီးတော့အောင်မြင်စွာကူးလာနိုင်ခဲ့ကြပါတယ်ယခုဆိုရင်မာကပိနရှင်ဘုရင်မှုပြုတဲ့လူပေါင်း1000ကျော်ဟာမြစ်ကြီး3သွယ်ကိုဖရာတရားတန်ခဂုဏ်တော်တွေကိုပွားများပြီးတော့အောင်မြင်စွာနဲ့ကူးလာနိုင်ခဲ့ကြပါပြီ
အဲ့ဒီစန္ဒဘာဂမြေကြီးကူးပြီးတော့စန္ဒဘာဂမြေရဲ့အနီးညောင်မင်းကြီးတပင်အောက်မှာဗုဒ္ဓမြတ်စွာတရင်သုံးနေတာကိုအာလုံးတွေ့ရှိရပါတယ်ဖယားရှင်ကိုတွေ့ကြတဲ့အခါမှာအာလုံးဝမ်းသာအားရတွေဖြစ်ကြပါတယ်ဖြစ်ပြီးတော့ဗုဒ္ဓဖယားဟောတဲ့တရားတော်တွေကိုနာရတဲ့အခါမှာခဏချင်းပဲသောတာပန်ဖြစ်ကုန်ကြပါတယ်သောတာပန်ဖြစ်တော့မြတ်စွာဘုရားထံမှာယဟန်ပြုခွင့်တောင်းကြပါတယ်ဗုဒ္ဓမြတ်စွာကအာလုံးဟာအတိတ်ဘဝတုန်းကသင်္ကန်းတွေလှူခဲ့တာမို့လို့အေဟိဘိက္ခုလို့ခေါ်တာနဲ့တပြိုင်နက်အာလုံးယဟန်ဖြစ်ကုန်ကြပါတယ်အေဟိဘိက္ခုဆိုတာသင်္ကန်းရှာစရာမလိုပဲနဲ့တကိုးနဲ့သင်္ကန်းတပိတ်ပရိက္ခရာတွေကိုရတဲ့ယဟန်ဖြစ်ကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီအေဟိဘိက္ခုယဟန်ဖြစ်ဆိုတာလေအတိတ်ဘဝတွေတုန်းကကုသိုလ်ကောင်းမှုတွေရှိခဲ့မှသာလျှင်အေဟိဘိက္ခုယဟန်ဖြစ်ကိုရနိုင်တာဖြစ်ပါတယ်နောက်မဟာကပ္ပိနရှင်ဘုရင်ရဲ့မိဖုရားဖြစ်တဲ့အနောဇာသူလည်းပဲရှင်ဘုရင်ကယဟန်ဝတ်သွားပြီလို့သတင်းကြတဲ့အခါမှာသူလည်းနန်းတော်ကလိုက်လာပြီးတော့ဖျားဖူးတွေ့ပါတယ်အနောဇာရောက်တဲ့အချိန်မှာဗုဒ္ဓဘုရားကတရားဒေသနာတွေကိုဟောကြားပါတယ်တရားဟောပြီးအဆုံးမှာအနောဇာမိဖုရားလည်းပဲသောတာပန်ဖြစ်သွားပါတယ်အနောဇာဟောကြားတဲ့တရားတော်တွေကိုနာကြားရင်းနဲ့မဟာကပ္ပိနအမှုပြုတဲ့ယဟန်တော်ပေါင်း1000ဟာအာသဝကုန်ခံယဟန္တာမထေမြတ်ကြီးတွေဖြစ်ကုန်ကြပါတယ်နောဇာဒေဝီအမှုပြုတဲ့မိဖုရားတွေ1000လည်းပဲနောက်ပိုင်းမှာတရားဘာဝနာတွေအားထုတ်ပြီးတော့သူတို့လည်းပဲယဟန္တာမထေမကြီးတွေဖြစ်ခဲ့ကြပါတယ်ယခုမဟာကပ္ပိနရှင်ဘုရင်တို့အနောဇာမိဖုရားတို့ယခုကဲ့သို့နောက်ဆုံးယဟန္တာဖြစ်တယ်ဆိုတာအတိတ်ဘဝပေါင်းများစွာကပုပ္ပေစကတပုံညတာကုသိုလ်ကောင်းမှုတွေများစွာရှိခဲ့လို့ဖြစ်တယ်ဆိုတာတာရကတစ်ခုဖြစ်ပါတယ်အဲ့တော့ပုပ္ပိစကတပုံညတာရှေးရှေးကောင်းမှုရှိတဲ့ပုဂ္ဂိုလ်များဟာလောကစည်းစိမ်လည်းပဲပြည်စုံတယ်လောကမှာချမ်းသာခြင်းကြွယ်ဝခြင်းရုပ်ချောခြင်းပညာတတ်ခြင်းစတဲ့လောကစည်းစိမ်တွေလည်းပဲပြည်စုံတယ်ဆိုတာမဟာကပ္ပိနဝတ္ထုကတာရကပြသွားပါတယ်ပုပ္ပိစကတပုံညတာရှေးရှေးကောင်းမှုတွေရှိခဲ့တဲ့အတွက်ကြောင့်ယခုမဟာကပ္ပိနတို့အနောဇာတို့နောက်ဆုံးအာသောကုန်ခံယန္တာဖြစ်တကယ်ငြိမ်းချမ်းမှုအစစ်မှန်ဖြစ်တဲ့နိဗ္ဗာန်ကိုရတာလည်းပဲပုပ္ပိစကတပုံညတာကြောင့်ဖြစ်တယ်ဆိုတာဒီဝတ္ထုကတာရကပြသွားပါပြီယနေ့တရားနာနေကြတဲ့အလုံးသောတရားကမ္မတို့အနေနဲ့လည်းပဲလောကစည်းစိမ်တွေလည်းပဲအထိုက်လျောက်ဒါပြည်စုံနေကြမှာပါယခုကဲ့သို့ဖယားဝန်ခံတယ်လည်းကြုံနေတယ်တရားနာခွင့်လည်းရနေတယ်တန်ဃာတော်တွေကိုဖူးတွေ့ခွင့်ရနေတယ်ဆိုတာလည်းပဲပုပ္ပေစကတပုံညတာရှေးရှေးကောင်းမှုတွေရှိခဲ့လို့ဖြစ်ပါတယ်ဒီဘဝမှာယဟန္တာမဖြစ်နိုင်ကြသေးရင်တော့ကုသိုလ်ကောင်းမှုတွေဆိုတာလိုအပ်နေအောင်မှာဖြစ်ပါတယ်နောက်နောက်ဘဝတွေအတွက်ပုပ္ပေစကတပုံညတာရှေးကောင်းမှုတွေများစွာရှိအောင်အားထုတ်နေကြရအောင်မှာဖြစ်ပါတယ်ယနေ့အလုံးသောတရားကမ္မတို့အနေနဲ့ဒီဘဝမှာပုပ္ပေစကတပုံညတာရှေးရှေးကောင်းမှုအထိုက်လျောက်ရှိနေတယ်ဆိုတာအလုံးမိမိတို့စမ်းစစ်ကြည့်ရင်တွေ့ရမှာဖြစ်ပါတယ်နောက်ဘဝတွေအတွက်
ပုပ္ပေစကတ္တပုညတာရှေရှေကောင်းမှုတွေအားကောင်းဖို့ယခုကစပြီးတော့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတွေများစွာပြုပြီးတော့ပုပ္ပေစကတ္တပုညတာမင်္ဂလာတရားနဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်နေထိုင်ကြပါလို့တိုက်တွန်းရင်ယနေ့ညတရားဤကုန်းချုပ်ပါတယ်